ဒီဖျားကတော့ဖျားမှတ်433အင်္ဂလိပ်ပန်းတမော့လက်ရာတွေရှိသေးတယ်သူကဟိုမှာနော်အချွန်နေဘလူးပန်းဆွဲတွေအကုန်ရှိသေးတယ်အိုးဒီမှာတိုင်တော့နေဟိုမှာဘလူးပန်းဆွဲတွေဘလူးရုပ်တရုပ်တောင်ရှိသေးတယ်ဗျာဟိုမှာသူတကောင်နဲ့ကျန်နေကြတယ်ဟိုမှာဒီမှာတော့ဒီဘက်မှာလဲဇေဒီတစုဒီဖျားကိုရောက်ဖို့ကတော့တော်တော်ခင်းနေလမ်းမရှိဘူးကျုပ်သာကုသကတ္တတိုးရီတွေကနင်းပြီးရှောက်တော့အောက်ကခြေခင်းလက်ခင်းလည်းကြည့်ရမကောင်းသူပဲကောင်းသူဝရစိန်တနည်းတော်တော်လက်ရကောင်းနေကြံသေးတယ်ဖြည့်ဆွတ်ထားတဲ့အရာတွေလည်းအများကြီးလို့ရှိထို့ပေမဲ့ဒီဟာမူလပဂရိလက်ရတောင်းချုပ်တိုင်းနေအင်္ဂလိပ်ပန်းတမော်လက်ရရှိပါသေးတယ်